မားတို့ဟိုဒီနေ့ invitation လုပ်ထားတဲ့အကြောင်းအရာတွေကတော့ Women Day အတွက်ပေါ့နော်ဒီနေ့ talk show လေးလုပ်ချင်တဲ့အတွက်ကြောင့်ပါပြီးတော့မားတို့ရဲ့ဘေးနားမှာကျွန်တော်စာရေးလေးထားပေးထားတယ်အဆိုင်လေးထဲမှာမိကုန်းနှစ်ခုပြပါတယ်ပေါ့နော်အမိကုန်းလေးတွေဖတ်ပြီးတော့ကိုယ့်ရဲ့ experience တွေကိုယ့်ရဲ့အမြင်တွေကိုတစ်ချက် sharing လုပ်ပါပေးကြပါဦးအဲ့ဆိုမားပဲစလိုက်တယ်နော်တော့မားဒီ site ထဲမှာပထမဆုံးရရင်မိခွန်ကဒီငယ်ရွယ်တဲ့ generation ပေါ့နော်လူငယ်မျိုးသမီးလေးတွေက older woman တက်ကြီးတဲ့မျိုးသမီးတွေစီကဘာတွေများတင်ယူလို့ရနိုင်နေပေါ့နော်ဆိုတော့မျိုးမေးထားပါတယ်မျိုးသမီးကြီးတွေကသူတို့ကဖြတ်တန်းလာတဲ့ခီးကငယ်ရွယ်တဲ့လူတွေထပ်ပုံများရယ်ပေါ့နော်အဲ့အတွက်သူတို့ကဒီဘာတွေကိုသူတို့ information ဖြစ် share နိုင်တယ်ဆိုရင်ဒီစိတ်သက်ကြံ့ခိုင်ဖို့တွေနောက်သိခံနိုင်ဆိုရင်ပေါ့နော်ဆိုတော့ငယ်တဲ့လူကြစိတ်ဉာဏ်လည်းရှိရယ်အမျိုးကြတော့ဒီအသက်ကြီးရဲ့လူတွေကပို့ပြီးတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ sharing လုပ်ပေးနိုင်မယ်ပေါ့နော်မြန်မာစကားပေါ်မှာရှိရယ်ပေါ့နော်မရောမတင်ကြိုးစားတအားကြီးလည်းမဟုတ်ဘူးဒါမှမဟုတ်တအားရော့ရော့ကြီးလည်းဒီလိုမရအောင်ဒါမျိုးတွေကိုသင်ယူလို့ရမယ်ဒါပြင်ကိုဒီ emotion နဲ့ပေါ့ဒီ emotion နဲ့ပတ်သက်လို့ဆိုရင်လူငယ်တွေကြတော့ခုချက်ချင်းစိတ်ဉာဏ်လက်မြန်ရှိကြတယ်နော်အဲ့တော့အသက်တစ်ခုရောက်သွားပြီဆိုလို့ရှိရင်သူဒီဖြတ်ကျော်လာတဲ့ဟာကြီးများလာဖြစ်တဲ့အတွက် emotion ကိုဘယ်လိုထင်ရမလဲစိတ်ခံစားမှုနောက်ဒီမျိုးသမီး feminine မှာပါတယ်တနာကျင်တာမှုဘယ်လို sharing လုပ်ရမလဲပေါ့နော်ဒါမျိုးလေးတွေတော့ပြန်ပြီးတော့ young generation ပြန် share လို့ရမယ်လို့မှတော့မြင်တယ်ပေါ့နော်အများသောဖြင့်တော့ဒီ old generation တွေစီကနေသင်ယူစရာတွေကများတော့လေခုနပြောလို့မျိုးတချို့အရာတွေဆုံးဖြတ်တဲ့အခါမျိုးမှာအရင်စိတ်လိုက်မှန်ပါမလုပ်ဘဲနဲ့အမားတို့ပြောအချိန်ယူပြီးတော့တေချာလေးလုပ်မယ်ဆိုရင်အဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်အမမှာရတဲ့မိကုန်းကကြတော့ကိုလေးစားမှုရဲ့အတိတ်ပဲပေါ့နော်အမအနေနဲ့ကြတော့ကိုလေးစားရဲဆိုတာကြတော့ကိုတန်ဖိုးထားပြီးချစ်တတ်တာမျိုးယူဆရဲပေါ့နော်ကိုယုံကြည်ရမယ်ပြီးတော့သူများရဲ့အမြင်တွေသူများရဲ့ဒီအတွေးတွေပေါ်မူတည်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အတ္တကြအားနည်းချက်တွေကိုလက်ခံပြီးတော့ကိုယ့်ရဲ့ချင်းကိုယုံကြည်တာမျိုးပေါ့နော်ကိုတိုင်းလည်းကိုတန်ဖိုးထားမှာသူများတွေကလည်းကိုတန်ဖိုးထားမယ်အဲ့ဒါမှလည်းကိုကပျော်ရွှင်မယ်ကိုပျော်ရွှင်မှလည်းသူများတွေကိုပျော်ရွှင်အောင်ထားပေးနိုင်တယ်ပို့ပြီးတော့ပျော်ကြကောင်းတဲ့လူမှုပတ်ဝန်းကျင်ဖြစ်မယ်လို့ထင်တယ်ပေါ့နော်ညီမကတော့ဘယ်လိုထင်လဲဆိုတော့ဒီညီမတို့အခုအလုပ်ပတ်ဝန်းကျင်တွေမှာဆိုလို့ရှိရင်များသောအားဖြင့်တော့ယောက်ျားလေးနဲ့မိန်းကလေးတိုင်းလူလုံးရတဲ့အလုပ်တွေများတယ်ပေါ့နော်အဲ့တော့အဲ့လိုအချိန်မျိုးမှာဆိုရင်တော့ respect ကအရင်အရေးကြီးရလို့ထင်တယ်ကိုကလည်းသူများ respect ပေးလို့ကိုကိုလည်းပြန်ပြီး respect ပေးရမျိုးလို့ချင်တယ်ပေါ့နော်တချို့မျိုးသမီးတွေကြတော့ကိုအတွက်အချိန်ရှိပေါ့နော်မိသားစုအတွက်ပေးရမယ်မိဘအတွက်ပေးရမယ်တာသမီအတွက်ပေးရမယ်အဲ့ပေါ်မှာအချိန်ကုန်တယ်ပေါ့အဲ့ဟာမျိုးတွေကိုအမားတို့အနေနဲ့ကပြန်ပြီးတော့ကိုသုံးသပ်တင်တယ်ပေါ့ညီမစီမှာတော့အလုံးနဲ့ကိုရေးကိုတာကိုဘယ်လိုဟန်ချက်ညီအောင်လုပ်မလဲပေါ့နော်သူများတွေအတွက်တော့မသိဘူးညီမတော့ time management ကအရင်အရေးကြီးရလို့ထင်တယ်ပေါ့ညီမတို့အခုအလုပ်မှာဆိုလို့ရှိရင်ကိုတာဝန်ယူထားတဲ့အရာတွေကိုတခြားလေး focus လုပ်ပြီးတော့လုံးချိန်တွင်မဲ့ညီမတို့ပြီးအောင်လုပ်ခဲ့တယ်ကိုအားတဲ့အချိန်ဒီမှာလည်းကိုရဲ့ဒီအချိန်တော်တော်များများကိုမိသားစုတွေတငယ်ချင်းတွေနဲ့ပဲရှောက်သွားရှောက်စားပေါ့နော်အဲ့လိုလုပ်ဖြစ်တယ်ပေါ့အဲ့လိုနဲ့ပဲညီမကဒီကိုရဲ့ work life balance ဖြစ်အောင်နေဖြစ်ပါတယ်ပေါ့အလုံးလည်းခုဖြစ်မျိုးသမီးရထွက်လုပ်နေကြတယ်နော်အဲ့တော့ဒီ load ထွက်လုပ်တယ်အိမ် load တွေလုပ်တယ်အဲ့ဆိုရင် pressure ကြီးပဲဖြစ်လာလုံးမှာ low pressure အိမ်မှာလည်းအိမ်ဒီခင်းချက်တာဘာညာတာကမပြီးနိုင်တာပေါ့နော်အဲ့အတွက်ရှိရပြတယ် work နဲ့ life နဲ့ကတော့balance ရှိတယ်ဒီလိုပဲဟိုဒါအိမ်အောင်ပြည့်တဲ့လူတွေကိုပဲ mention လုပ်တာပေါ့အိမ်အောင်မပြည့်ပါသေးတဲ့လူတွေမှာလည်းထုံနေတကောင်းမှာနော်ကိုယ့်ရဲ့ဟိုပျော်ရွှင်မှုကို work မှာလည်းရှာမယ် life မှာလည်းရှာမယ်အဲ့ဒါမျိုးကိုပြီးရေးကြည့်work life balance ကဒီလူတိုင်းအတွက်ရေးကြည့်ရလို့ဒီနေ့ပေါ့နော်ဒီ work life balance စီမှာဒါအလုပ်ကိုလည်းပျော်ရွှင်လုပ်နိုင်မယ်ပို့ပြီးတော့လည်းကျူးကျော်စားလုပ်နိုင်မယ်ပြီးတော့လည်းဒီကိုဖြတ်တဲ့နေ့စဉ်ဘဝမှာလည်းပျော်ရွှင်လေးဖြတ်တန်းနိုင်တယ်လို့ဒါဆိုအမရဲ့နောက်မေးခွန်းတစ်ခုကိုပြောမယ်ပေါ့နော်နောက်မေးခွန်းတစ်ခုကကြတော့ဘယ်အချိန်မှာပေါ့နော်most empower in your life စိတ်ထဲမှာကိုပေါ့ယုံကြည်မှုရှိရဲ့ကိုရဲ့ဒီစွမ်းအားရှိဆုံးလို့ထင်တယ်မျိုးသမီးတယောက်ဆိုရင်မာကဘယ်လိုတွေးလဲဆိုတော့သူများတွေရဲ့ချီကျူတာသူများရဲ့ကြည့်ရတာအဲ့ဒါတွေကသိပြီးအရင်ကြီးပေါ့နော်ကိုရဲ့ attitude နဲ့ကိုဘယ်ကိုသွားမှာလဲသွားနေတဲ့နေရာတစ်ခုကိုကရောက်သွားပြီဆိုလို့ရှိရင်ဒီဟာအဲ့ဒီအချိန်ကကိုအတွက် the most empower in your life လူတိုင်းမှာပေါ့ attitude ကောင်းမှုကတော့ဒါယောက်ျားမိန်းမအားလုံးပေါ့လိုအပ်တယ်မတ်မရောက်နေတဲ့ဒီမိကွန်းလေးကတော့ပေါ့နော်လူမှုတိုင်းဝိုင်းကနေပြီးတော့အမျိုးသမီးတယောက်အနေနဲ့ဆိုရင်ဘာတွေလုပ်တဲ့လဲဆိုတော့ဖိအားပေးမှုပေါ့နော်အဲ့လိုဖိအားပေးမှုတွေခံစားရဘူးလား
ဒီအမျိုးသမီးတွေအကုန်လုံးကိုယ်စားပြုနေနဲ့ပြောရရင်တော့ဒီမြန်မာရဲ့ကာချာရအိမ်အလုပ်တွေဆိုရင်အမျိုးသမီးတွေကလုပ်တဲ့နေအမျိုးသမီးတွေတာဝန်ဖြစ်တယ်ဆိုတဲ့ဟာမျိုးတွေရှိရပေါ့နော်အမျိုးသမီးတွေကမှပဲဒီတာဝန်တွေကိုထားတင်တာပေါ့နော်အိမ်အလုပ်လုပ်တတ်တာကောင်းတယ်သူများညင်လုပ်တတ်တာလည်းကောင်းတယ်ဒါမဲ့ပေါ့နော်ဒီတာဝန်တစ်ခုလုံးကအမျိုးသမီးတယောက်တည်းတော့ပဲမဖြစ်သေးဘူးပေါ့နော်ဂျန်နာမခွဲခြားဘဲနဲ့ကူညီတင်တယ်ပြီးလို့ရှိရင်ဒီအမျိုးသမီးတွေဆိုအိမ်တော်ကြပြီးနောက်ပိုင်းမှာပို့ပြီးတော့ဒီအိမ်လုပ်တွေပို့လို့ရတယ်ပေါ့နော်အမျိုးသမီးတယောက်မှလည်းကိုယ်ပိုင်အိမ်မက်တွေဒီ career goals တွေ personal goals တွေရှိရပေါ့နော်အဲ့ဒီအတွက်ဒီအိမ်လုံးလုံးညာနဲ့ဒီ goals တွေကို short ချလိုက်ရတာမျိုးလွတ်ချရတာမျိုးမဖြစ်အောင်ပေါ့နော်အဲလို family ကကူညီပေးကြရဲဆိုလို့ရှိရင်ဒါအမျိုးသမီးတွေရဲ့အနာဂတ်လည်းပိုကောင်းမယ်သူတို့ရဲ့ဒီ goals တွေကိုလည်းအောင်မြင်မြင်နဲ့တည်ဆောက်နိုင်မယ်လို့တော့ယုံကြည်ရပေါ့နော်အဲ့တော့အမျိုးသမီးတွေကိုဗာပြေတာဝန်တွေအကုန်မပေးထားဘဲနဲ့ကူညီပေးစေချင်တယ်ပေါ့ နောက်မေခွန်လေးရကြတော့သင်ဘဝမှာလေးစားအားကြရတဲ့သူကဘယ်သူဖြစ်မလဲပေါ့ဘာကြောင့်လဲပေါ့ညီမတော့ညီမလေးစားအားကြရတဲ့သူကညီမအမေပဲပေါ့နော်ဘာလို့လဲဆိုတော့ဘယ်လိုအခက်ခဲတွေဒုက္ခတွေပဲရှိနေပါစေသူကညီမတို့ရှိရတယ်မမရက်တည်ပေးပြီးတော့အပြုံးတစ်ချက်တောင်မပြတ်ပဲနေပေါ့နော်အမြဲတမ်းခွန်အားအပြည့်နဲ့ညီမတို့ supporting ပေးတယ်အဲ့ဒါကြောင့်လည်းအရင်လေးစားရတယ်ပေါ့နော် ဒီလိုမျိုးကိုယ့်ရဲ့အရေးတွေကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြပြပေးသွားတာကျေးဇူးတင်ပါတယ်။နောက်တစ်ချက်ရဲ့ဆိုလိုတာကတော့ day to day ဆိုတဲ့ဆိုလိုတာရှိတယ်နော်။အဲဒီပုံမှာရောအမားကြီးမားတို့တွေမျိုးရေးတယ်ကျွန်တော်ပြပြပေး case to case ဆိုခုနပြောတဲ့ topic တွေနဲ့လည်းနည်းနည်းတော့ဆက်တယ်ပေါ့နော်အမှားရောဒီမျိုးသမီးလေးတွေ case တစ်ခုခုပြေးမယ်ဆိုရင်ရရှိလာမယ် game ပေါ့နော်ရရှိတဲ့ result ကပုံမကောင်းမလို့ result ဖြစ်နေတယ်။ဝိုင်းချတဲ့မျိုးသက်တွေမွေးဖောင်းတဲ့မျိုးသက်ကောင်းတွေပေါ့နော်။ဆိုဖြစ်တဲ့အတွက် in the future life ကလည်းဒီ knowledge တွေပြည့်နေတယ်ဘဝကြီးဖြစ်လာတယ်ပေါ့နော်။အဲ့တော့ဒီ case to game ပေါ့မျိုးသမီးလေးတွေတစ်ခုခုကောင်းမွန်တဲ့အောင်ပေးခြင်းအဖြစ်ဒီ society ကြောတမီကြောဂိမ်းညာရှိတယ် ညီမအနေနဲ့ဒါဒီ gift to gain မှာကြတော့เนาะဒီဥပမာတစ်ခုနဲ့ပြောရရင်တော့အမျိုးသမီးတွေကိုဒီ respect ပေးမယ်respect ပေးမယ်ဆိုတော့အမျိုးသမီးတွေကဝန်သိက္ခာရှိတဲ့လူမှုတိုင်းဝိုင်းတစ်ခုကိုဖန်တီးနိုင်ပြီးတော့အမျိုးသမီးတွေတော့လည်းလုံးဝစိတ်ချရတဲ့ပတ်ဝန်းကျင်လူမှုတိုင်းဝိုင်းတစ်ခုကိုဒီဖန်တီးနိုင်တယ်လို့တော့ယုံကြည်ရပေါ့နော် ဒီကတော့မိခင်လေးတွေကိုယုံကြည်မှုလေးတစ်ခုပေးစေခြင်းပဲပေါ့နော်အဲ့ဆိုလို့ရှိရင်တော့တေချာပါကောင်းတဲ့ result လေးတစ်ခုရမယ်လို့ပြောပါတယ်အားလုံးပဲ Happy International Women's Day ပါ